တော်လေးယောက်အရွယ်ရောက်လာတော့နဂါမင်းကြီးကယူဇနာ900ရှိတဲ့တိမ်ပြည်ကို100စီခွဲပြီးအချွေအရံတွေပေးပြီးတော့အသီးသီးအုပ်ချုပ်စီခဲ့တယ်တဲ့နဂါမင်းကြီးနဲ့မိဖုရားစီကိုတော့သားတော်တွေကတလားကိုတစ်ခါလာရောက်ဖူးမြော်ခစားကြတာပေါ့သားတော်တွေထဲမှာဒုတိယသားတော်ဒတ္တမင်းသားကတော့တလားခွဲနေမှတစ်ချိန်အခစားဝင်နေနေတဲ့ဘာလို့လဲဆိုတော့မင်းသားလေးကပညာဉာဏ်ကြီးမားလို့နဂါပြည်နဲ့တာရိန်နာနတ်ပြည်ကပြဿနာတွေကိုဖြေရှင်းပေးရတဲ့သူဖြစ်နေလို့ပေါ့တရားမင်းကြီးကတန်တမင်းသားလေးကိုဘူရီလို့ဆိုတဲ့မြေနဲ့တူတဲ့ကြီးမားတဲ့ဉာဏ်ပညာနဲ့ပြည့်စုံသူမို့ဘူရီတတလို့အမည်ပေးပြီးလေးစားမြတ်နိုးစွာခေါ်ဝေါ်ကြတယ်တဲ့ကွယ်ဖယားလောင်းဘူရီတက်မင်းသားလေးကတာရိန်နာနတ်ပြည်ကိုနေ့စဉ်နဲ့အမျှအခစားဝင်ရင်နဲ့တွေးမိလာတဲ့နတ်ပြည်နဲ့တရားမင်းရဲ့တင့်တယ်တဲ့စီးစိမ်ကိုမြင်ပြီးသားစိန်ဖားစိန်စားနဂါးဆက်မှမဖြစ်ချင်တော့ဘူးနတ်ပြည်ချမ်းသာကိုရချင်တယ်လို့တွေးမိပြီးနတ်ပြည်ယောက်ျောင်းဥပုပ်တီလာစောက်တီရမယ်လို့စိတ်ထဲမှာအလင်းရောက်တစ်ချက်ဖြစ်ပေါ်သွားတယ်တဲ့ဖျားလောင်းပူရီတဲ့နဂါမင်းသားလေးကနတ်ပြည်ကအပြန်ခမဲတော်နဲ့မေတော်ထံအခစားဝင်ရင်နဲ့ဥပုပ်တီလာစောက်တီလို့ကြောင့်ခွင့်ပန်လျှောက်ထားတယ်တဲ့မိဘနှစ်ပါးကလည်းဝမ်းသာအားရခွင့်ပြုပေမဲ့နဂါးပြည်မှာပဲကျင့်သုံးပါနဂါးပြည်အပြင်ဖက်ဆိုရင်နဂါးတွေအတွက်အန္တရာယ်တွေပေါ်များလွန်လာတယ်လို့ပြောကြားခဲ့တဲ့ကွယ်နဂါးမင်းသားလေးကလည်းနဂါးပြည်စိတ်ငြိမ်တဲ့နေရာမှာဥပုပ်ဆောင်မယ်ဆိုပြီးနေတာပေါ့နဂါးမလေးတွေကလည်းဂီတနဲ့ပူဇော်ရမယ်လို့ထင်ကြဟန်နဲ့ဘေးမှာတေးသချင်းတွေတီးဆိုနေကြတာပေါ့ဘူရီတက်မင်းသားလည်းငါတော့နဂါးပြည်မှာဥပုပ်ဆောင်လို့မရနိုင်ဘူးတောတောင်တနေရာမှာသွားဆောင်မယ်လို့တွေးပြီးတော့မိဘတွေကိုပြောရင်တားမှကြောက်လို့မိဖုရားတွေကိုခေါ်ပြီးပြောတယ်ရမုံနာမြစ်ကမ်းကတောတောင်တနေရာမှာညောင်ပင်ကြီးတစ်ပင်နဲ့တောင်ပို့တစ်ခုရှိတယ်အဲ့ဒီနေရာမှာတီလာဆောက်တီကျင့်သုံးမယ်ဥပုံနေလွန်ရင်အချွေရံတွေနဲ့ငါ့ကိုနဂါးပြည်ကိုခေါ်ဆောင်လဲကြလို့မှာကြားခဲ့တယ်ပြီးတော့ရမုံနာမြစ်ကမ်းကနေတောတောင်စီတက်လာဥပုံဆောင်နေတဲ့ကွယ်